ဆွေးရတဲ့သူတွေတတိတံပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါဖျားဟောခဲ့တဲ့တရားတော်တွေလဲလိုက်နာပါဖျားဟောခဲ့တဲ့ကြံကံတွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာမင်းပြူတဲ့ကံမင်းထံပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတံပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါတရားတော်တွေလဲလိုက်နာပါဘုရားဟောခဲ့တဲ့ကြံကံတွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာမင်းပြူတဲ့ကံမင်းထံပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတံပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါတရားတော်တွေလဲလိုက်နာပါဘုရားဟောခဲ့တဲ့ကြံကံတွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာမင်းပြူတဲ့ကံမင်းထံပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတံပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါတရားတော်တွေလဲလိုက်နာပါဘုရားဟောခဲ့တဲ့ကြံကံတွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာမင်းပြူတဲ့ကံမင်းထံပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတံပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါတရားတော်တွေလဲလိုက်နာပါဘုရားဟောခဲ့တဲ့ကြံ
တော့မှာခြင်းတယ်